အတိအကျပဲအဲ့ဒီမှာ neuro marketing ဆိုတာဝင်လာတာပဲ ကျမတိုးတွေ့တကိုပြောပြရင်လေအတိထွက်တဲ့ဖုန်း model တခုကိုမလို့အမှန်တိတိကြီးနဲ့တွားဝယ်မိတဲ့အချိန်တွေရှိတယ် ဟာဟာဟာလူတိုင်းတွေတော့ဖြိုဖူးကြမှာပါ ဟုတ်တယ် logic အရာတွေးကြည့်ရင်အခုသုံးမိရဲ့ဖုန်းကလေအကောင်းကြီးပဲဘာမှမဖြစ်သေးဘူးလေကင်မရာနည်းနည်းလေးပိုကောင်းဖောတာကလွယ်ရင်ကျန်တာအတူတူပဲပိတ်ဆန်သိန်းချီထက်ကုန်စီကအကြောင်းမရှိဘူးလို့တွေးထားပြီးမြဲဆိုင်ရှက်လက်ရောက်အဲ့ဒီဖုန်းကိုဝယ်ပြီးသားဖြစ်သွားတယ် ခံစားချက်ကရှေ့ရောက်သွားတာကို အဲ့လာပဲပြီးမှကိုပြန်ပြီးအော်ငါအလောက်ကကင်မရာကောင်းဖို့လိုတာပဲလေဆိုပြီးအကြောင်းပြချက်ပြန်ပေးနေမိတယ်ကျမ logic နဲ့ကျမလောက်ရက်ကလုံးဝတခြားစီထင်နေတာရှင့် အဲ့ဒါက neuro marketing ရဲ့ခြေခံသဘောတရားကိုအတိအကျထောက်ပြလိုက်တာပါပဲသိပ္ပံပညာရှင်အန်တိုနီယိုဒီမာစီယိုရဲ့လီလာမှုတစ်ခုကိုကြည့်ရင်ဒါကိုပိုရှင်းသွားလိမ့်မယ် ဝါဘယ်လိုလိလာမှုမျိုးလဲ သူကဥနောက်ထိခိုက်သွားလို့စိတ်ခံစားမှုလုံးဝမရှိတော့တဲ့လူနာတစ်ယောက်ကိုလေ့လာခဲ့တယ်အဲ့ဒီလူနာကအတိညာကောင်းနေတော့ပဲရွတ်တိကြကြလဲတွက်ချက်နိုင်တယ်ဒါပေမဲ့နေ့လည်စာပါစားမလဲလူမျိုးရိုးရှင်တဲ့ဆုံးဖြတ်ချက်လေးကိုတောင်းတမချနိုင်တော့ဘူးကြ တကယ်ကြီးလာခံစားချက်မရှိတာနဲ့တင်ဆုံးဖြတ်ချက်မချနိုင်တော့ဘူးလား ဟုတ်တယ်ဘာစားရင်ဘလို့ကောင်းကျိုးဆွန်းကျိုးရှိမလဲဆိုတာကိုတွက်ချက်နေပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုအပိတချဖို့ကြတော့ခံစားချက်မရှိတော့တဲ့အထက်မလို့နိုင်တော့ဘူးဒါကိုကြည့်ရင်အားဖြင့်လူတွေရဲ့ဆုံးဖြတ်ချက်တိုင်းဟာယုတ်တိပြတာမဟုတ်ပဲခံစားချက်ကနေစတင်တာဖြစ်ကြောင်းတည်ထားတော့ပါတယ် အာခံစားချက်ကနေရင်ဆောတာပေါ့ဒါဆိုရင်အဲ့ဒီခံစားချက်ကိုဖြစ်ပေါ်စေတဲ့ဦးနောက်ရဲ့လုပ်ငန်းစဉ်ဘယ်လိုများရှိနေလို့လဲ ဥနောက်ကိုအပိုင်း၃ပိုင်းခွဲကြည့်ရင်ပုံမြင်တာပါလိမ့်မယ်အဟောင်းဆုံးအပိုင်းဖြစ်တဲ့ reptilian brain ရှိတယ် ကြောက်ခစ်ကတဲ့ကပါလာတဲ့အပိုင်းပေါ့ အတိအကျပဲဒီအပိုင်းကအသက်ရှင်တန်နေတဲ့အလိုရောက်တုံ့ပြန်မှုတွေအထက်အလုပ်လုပ်တယ်ဆိုပါစို့ဘေးရန်တဲ့တွေ့ရင်ပြေးမလားပြန်ချမလားဆိုတာမျိုးပေါ့ဒုတိယအလဲပိုင်းကတော့ limbic system လို့ခေါ်တဲ့စိတ်ခံစားချက်တွေကိုဖန်တီးပေးတဲ့အပိုင်းပါ ဟုတ်ပြီတတိယပိုင်းကရော တတိယအသက်ဆုံးအပိုင်းကတော့ neocortex လို့ခေါ်ပြီးယုတ်တိပြေတာစဉ်းစားဆင်ခြင်မှုနဲ့ခွဲခြားစိတ်ဖြားမှုတွေကိုလှုပ်ဆောင်ပေးတယ် ဒါဆို marketing မှာဒါတွေကဘယ်လိုလုပ်လဲရှင် ဖောက်တဲ့တယောက်ကြော်ညာတစ်ခုကိုမြင်လိုက်တဲ့အခါပထမဆုံးအဟောင်းဆုံးဥနောက်ကနေဖြစ်ပြီးဒါငါအတွက်အန်ရရှိလားအကျိုးရှိလားဆိုတာကိုအရင်အကဲဖြတ်တယ်ပြီးတော့မှအလေပိုင်းဥနောက်ကနေဒါလေးလိုချင်လိုက်တာဆိုတဲ့ခံစားချက်ကိုဖန်တီးတယ်အားလုံးပြီးမှနောက်ဆုံးအသစ်ဆုံးဥနောက်ကဟုတ်တယ်ဒါကိုဝယ်တင်တယ်ဘာဖြစ်လို့လဲဆိုတော့ဆိုပြီးစင်ကြီးရှာပေးတာပါ အော်ဒါကြောင့်လူတွေဟာခံစားချက်နဲ့ဝယ်ယူပြီးယုတ်တိပေတာနဲ့အကြောင်းပြချက်ပေးတတ်ကြတယ်ဆိုတာကို မှန်တာပေါ့ တကယ်တော့အဲ့ဒီယုတ်တိပေတာဆိုတာကပိတ်ဆန်သုံးပြီးသောမှစရင်လာရှင်းပြတယ်စရင်ကြိုင်လို့ဖြစ်နေတာပေါ့ကျမအစကပြောခဲ့တယ်ဖုန်းအစ်စ်ဝယ်ခြင်းတဲ့စိတ်ကအဲ့ဒီကနေလာတာပဲ ဟုတ်တယ်အဲ့ဒါကိုစိတ်ပညာမှာတုံးတဲ့သဘောတရားတွေနဲ့ချိတ်ဆက်ကြည့်ရင် hedonic treadmill ဆိုတာမျိုးနဲ့တွားတူနေတယ်ဗျ တာယာမှုနောက်ကိုအစင်းမရှိလိုက်နေတာကိုပြော